အားလုံးမင်္ဂလာပါရင်နှွေးချမ်းလေးတောက်ရင်စကားလေးပြောခွင့်ပြုပါဗျဒီနေ့တော့တခြားထူးထွေတွေတော့မရှိပါဘူးကျွန်တော်စီလာရောက်ပြီးတော့မှဆင်ဟန်ချပြီးနောက်ပိုင်းမှာပြဿနာလေးတွေရှိတော့မှလာရောက်တိုင်ပင်တဲ့လူတွေများလာတာတွေ့ရပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီမြေခွက်တွေကိုကြည့်ရှုပြီးဒီပိုင်ဆိုင်မှုထောက်ထားကိုတေချာမစစ်ဘဲနဲ့ဒီဆင်ဟန်ဆောချရတဲ့ကိစ္စပေါ့နော်ပြီးတော့ဆင်ဟန်စာချုပ်မှာလည်းတိကျခိုင်မာတဲ့ရက်စွဲတွေမတက်ဘဲနဲ့လုပ်တဲ့ကိစ္စတွေပါတယ်နောက်တစ်ခုကမြေပြင်အတိုင်းအတာတွေမတိုင်းတာလည်းပါတာပေါ့နော်ဒီအားနည်းချက်တွေအမျိုးမျိုးနဲ့ဆင်ဟန်ချပြီးနောက်ပိုင်းမှာကျွန်တော်ဒီရောက်လာတော့စာချုပ်ဖတ်ပြီးတော့မှတချို့ကိစ္စတွေနှုတ်တစ်ဖက်ပြန်လဲခေါ်ယူပြီးတော့ညှိနှိုင်းပေးရတာတွေရှိပါတယ်ဒါကြောင့်မလို့လူကြီးမင်းတို့အိမ်ချမ်းမြေဝယ်ယူရမှာစိတ်မစောဖို့မလောဖို့အရင်ရေးကြည့်ပါတယ်ပြီးတော့မိဝယ်မဲ့အိမ်ချမ်းမြေကိုတကြွနားလေတဲ့အကျိုးဆောင်တကြွနားလေတဲ့ရှေ့နေတွေနဲ့မဖြစ်မနေတိုင်ပင်ပြီးမှဝယ်စိတ်ချင်ပါတယ်နောက်မှဆိုရင်အခုလိုပေါ့ကျွန်တော်ဒီရောက်လာတဲ့ case တွေကပြန်ဖြီရတာရတယ်လို့ပြန်ဖြီလို့ပြန်ညှိလို့မရတဲ့ဟာတွေလည်းရှိပါတယ်အဲကြောင့်မလို့တိုင်ပင်မှာဆွေးနွေးပါပြီးမှဝယ်ဖို့ဆုံးဖြတ်ပါလို့ကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်ကျေးဇူးတင်ပါတယ်